န္ဓာ၅ပါးဆိုတာဒုက္ခပဲပင်ဆက်ခန္ဓာခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးကိုဘုန်းကြီးတို့တွေဘယ်လိုထင်နေတုံးဆိုငါလို့ထင်တယ်ငါဟာလို့ထင်တယ်ကိုရထားတဲ့ခန္ဓာ၅ပါးကိုကိုယ့်အကိုစဉ်းစားကြည့်လောကလူတွေတမန်အားဖြင့်ကြည့်မယ်ဆိုရင်ငါလို့ထင်တယ်ငါဟာလို့ထင်လာတယ်ဝိပဿနာဉာဏ်မြင်နဲ့ကြည့်လိုက်တဲ့အခါကျတော့ငါဆိုတာရောရှိသလားငါဟာဆိုတာရောရှိသလားလို့တခုစီအသေးစိတ်လေးလာကြည့်တဲ့အခါငါဆိုတာလည်းရှာမတွေ့ဘူးငါဟာဆိုတာလည်းရှာမတွေ့သို့တော့တမန်အားဖြင့်ငါဆိုတာပဲဟာလဲလို့ဆိုရင်ကိုယ့်ကိုယ်လည်းညှို့ထုတ်ပြောကြမှာပဲငါဆိုတာဒါပဲပေါ့အဲ့ဒါလို့ငါဟာဆိုတဲ့အထင်မြင်ရောက်နေသမျှကလပ်ပတ်လို့ဘာဖြစ်လဲငါလို့သတ်မှတ်တဲ့အရာငါဟာလို့သတ်မှတ်တဲ့အရာဒီတိုင်းနေမှာမဟုတ်ဘူးတဖြည်းဖြည်းအနိစ္စသဘောအရမတည်မြဲလို့ပြောင်းလဲလာမယ်အဆိုးဘက်ကိုရိုင်းလာမယ်အညထဘာဝတစ်မျိုးတစ်ပုံပြောင်းသွားပြီဆိုလိုက်တာနဲ့တပြိုင်တည်းခန္ဓာ၅ပါးကိုငါလို့ထင်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာဖြစ်လာတော့ဆိုတောကတဲ့ပရိဒေဝဒုက္ခဒေါမနတာဒါတွေဝင်လာတာပဲသိချာငါမှဖြစ်ရလေခြင်းငါဟာမှဖြစ်ရလေခြင်းနဲ့တွားတော့တာပဲလေဘာလို့တော့ဆိုသူကငါလို့ထင်ထားတာဟုတ်မျက်စိကိုငါလို့ထင်တယ်အေးမျက်စိပြက်ဖို့ကြုံလာပြီဆိုလို့ရှိရင်တော့ငါလို့ထင်ထားတဲ့မျက်စိသို့မဟုတ်ငါမျက်စိငါဟာလို့ထင်ထားတယ်မျက်စိဒုက္ခဝေဒနာဖြစ်လာပြီမာရေတွေကကြီးလာပြီဟိုဘက်ထီအောင်ကူးတော့မယ်ဆိုရင်ဘယ်လောက်စိုးရိမ်ကြမလဲလူတွေမှာနော်ကူးလို့မရတော့ဘူးဆိုတဲ့လူတွေဘယ်လောက်တန်တောကဖြစ်လိုက်ဘာဖြစ်လို့ဒီလိုဖြစ်ရတာဆိုငါလို့ဆွဲလန်းထားလို့ငါဟာလို့ဆိုအစရတဲ့ကမျက်စိဆိုတာစက္ခုပ္ပတာရာယုတ်ပဲဒီဟာသူ့အကြောင်းကြောင့်သူဖြစ်နေတာကံတရားကြောင့်ဖြစ်တယ်ဥဒုတို့စိတ်တို့အာဟာရတို့ကပံ့ပိုးထားတာသူဖြစ်ချိန်တန်လို့ဖြစ်လာတာပြက်ချိန်တန်လည်းပြက်မှာပဲငါမဟုတ်ဘူးဆိုတဲ့အမြင်ကြီးကိုရှင်းရှင်းလင်းလင်းမြင်ထားမယ်ငါဟာမဟုတ်ဘူးဆိုတဲ့အမြင်ကိုရှင်းရှင်းလင်းလင်းကြီးမြင်ထားမယ်ဝိပဿနာဉာဏ်နဲ့အဲ့ဒါလို့မြင်ထားမယ်ဆိုလို့ရှိရင်တောကတို့ပရိဒေဝတို့ဒုက္ခတို့ဒေါမနတာတို့လာမှာမဟုတ်တော့လာတောင်မှပျော့ပျော့သေးသေးပါပါကလေးပဲလာမှာပေါ့